ပြည်သူများအားလုံးပဲမင်္ဂလာပါဒီဘက်မှာမိတ်ဆက်ပေးခြင်းနဲ့ဒါပြည်တွင်းလိမှာခြေစမ်းပြနေတဲ့ကစားသမားတယောက်နဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီကစားသမားကတော့ GFA အသင်းကတိုက်စစ်မှုမွန်ထိပ်ပေါင်ပဲဖြစ်ပါတယ်ကိုမင်္ဂလာပါခင်ဗျမင်္ဂလာပါကိုဟုတ်ကဲ့ပါဒါအရင်ဆုံးပေါ့နော်ဒါချင်းတိုင်းသားဆိုတော့ဘယ်ဇာတိလဲချင်းပြည်နယ်ဘယ်ဇာတိလဲကျတော့ချင်းပြည်နယ်ကြခါမြို့နယ်စွမ်းဟွိတ်ဟုတ်ရတဲ့စွမ်းဟွိတ်ဟုတ်ကဲ့အခုတော့ကလေးမြို့မှာပဲနေတယ်ဟုတ်ကဲ့ဘောလုံးကိုဘယ်ချိန်ကစကစားဖြစ်လဲကိုဘောလုံးတော့2010မှာစကစားတာဒါအခုဒီမြန်မာ National League အသင်းကိုရောက်လာဖြစ်ပုံလေးတဖြည်းဖြည်းပေါ့နော်အစဉ်စဉ်ရောက်လာဖြစ်ပုံလေးတစ်ချက်လောက်ပြပြပြပါအောင် National League ကိုရောက်လာပုံကတော့ကျွန်တော်တို့ကလေးမြို့မှာဇုံမီးတွေရဲ့ပွဲကြမ်းပါတဲ့ဇုံဖာဆိုတာရှိတယ်အဲ့ဒီကနေခေါ်ပြီးတော့ဒီကိုခေါ်လာတယ်အရင်ကချင်းကျွန်းတဲ့ CEO ဆရာခိုးပါခေါ်လာပြီးတော့Joy ကပင်အသင်းအငယ်အသင်းကနေဒီ National League စကန်တာဟုတ်ကဲ့ဒါချင်းပြည်နယ်ဒါ data ဟိုဟာ division ပေါ့နော်ချင်းပြည်နယ်ဟိုတိုင်းပြည်နယ်ချင်းပြည်နယ် division တွေပဲဖြစ်ခဲ့ပါတော့ဟုတ်ကဲ့အဲ့ကနေအရင်ဆုံးဇွဲဝင်ရောက်တယ်ဇွဲဝင်ကနေဒါချင်း United အသင်းဝင်ရောက်ချင်း United အသင်းမှာဘယ်နှစ်နှစ်လောက်ကစားခဲ့လဲ3နှစ်လောက်ကစားခဲ့တယ်ထောင်ကလေးကနေ2017လောက်ကနေချင်း United စတောင်းတယ်လေအဲ့ကနေ2017ထိဟုတ်ကဲ့ပါအခုအနေနဲ့အခုပေါ့နော်ဒါတပြည့်အသင်းကပေါ့နော်ဟုတ်အခုသဘောကျလို့လာရောက်ကမ်းလှမ်းနေဆိုရင်ကိုအနေနဲ့တပြည့်ဟိုဒီလိုမျိုးတိုင်းသားအသင်းမှမဟုတ်ဘဲနဲ့တွားကစားဖို့ရှိလာပေါ့နော်တပြည့်ကလပ်တင်နေရောအဲ့လိုမျိုးကြုံခဲ့ရင်တော့ကျွန်တော်စာချုပ်ကုန်တဲ့အချိန်နဲ့အဲ့လိုမျိုးကြုံခဲ့ရင်တော့ကျွန်တော်စဉ်းစားပါမယ်ဒါပေမဲ့အခုလောလောဆယ်တော့ GFA အသင်းနဲ့တမ်းမစင်ပဲနဲ့ဒီမှာပဲဟိုဆရာကောင်ကဆွမ်းကုန်ကြိုးစားခြင်းတယ်လားနောက်တစ်ခုကအခုလက်ရှိပေါ့နော်အတင်းအတွက် GFA အတင်းအတွက်ဒါတွင်းကုန်9ခုသွင်းပေးထားတယ်ပေါ့နော်အခုတွင်းနိုင်တာနဲ့ပတ်သက်ပြီးတော့တခုခုများပြောချင်တာများရှိလားခင်ဗျကိုသွင်းနိုင်တာနဲ့ပတ်သက်တာကတော့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကစားသမားရဲ့နေပြရဲ့အကုန်လုံးပန်ပိုးမှကျွန်တော်သွင်းနိုင်တာပဲအဲ့လောက်ပါဟုတ်ကဲ့အခုဒါ GFA အတင်းကဆရာဦးသားကျော်ကအခုပွဲထွက်တဲ့ပုံစံကကြတော့သူကအရန်မှာထားတယ်အရန်ကနေမှကျွန်တော်တို့ဒါအရန်တိုက်စစ်မှုပေါ့နော်ကိုကအရန်လူစားလက်ကနေဝင်လာပြီးတော့မှဒါဂိုးတွေတွင်းနေပေါ့နော်ဒါကတော့ဒါဆရာနီးပြတဲ့ဒါအပိုင်းပေါ့နော်ဒါပေမဲ့လည်းဟိုအခုအနေနဲ့ရောအခုလိုအရန်ကနေကစားရပဲကြိုက်လာဒါမှမဟုတ်ပွဲချိန်ပြေးကစားရပဲကြိုက်လာဘယ်လိုများပြောချင်တယ်ကျွန်တော်အဲ့လိုမျိုးစိတ်ထဲမှာတော့မရှိပါဘူးဆိုတာကကျွန်တော်ဝန်တဲ့အချိန်မှာပေါ့ကာယတဲ့အချိန်မှာအတင်းအတွက်အကောင်းဆုံးအလုပ်ပေးနိုင်မယ်10မိနစ်ပဲကာယ9မိနစ်ပဲကာယကဂိုးတွေတွင်းပြီးတော့အတင်းအတွက်အကောင်းဆုံးလုပ်ပေးနိုင်ကျင်းတတ်ပါပြီဟုတ်ကဲ့ကောက်ပါတယ်ကိုနောက်တစ်ခုက GFA အသင်းကလက်ရှိတန်းစင်းစုံထဲမှာပေါ့နော်ဒါစကိုင်းအသင်းနဲ့ဆို၄မှတ်တောင်ဟာနေတယ်ပေါ့နော်ဟာနေတယ်ဒါနောက်လက်ကျန်နှစ်ပွဲကအခုအနေနဲ့ဇွဲကွင်နဲ့မကွေးပေါ့နော်နောက်ကစားမယ်ဇွဲကွင်အသင်းပေါ့မကွေးအသင်းပေါ့တသိန်းချင်းစီအခုရဲ့အမြင်လေးပြောပြပြပါဦးမကွေးအသင်းပဲဖြစ်ဖြစ်ဇွဲကွင်အသင်းပဲဖြစ်သူတို့ကအသင်းကောင်းတွေပါပြီးတော့ဒီဟုတ်ကဲ့အစကတည်းကလည်းတားမစင်ဘူးဟုတ်ကဲ့အတွေ့အကြုံလည်းကျွန်တော်တို့တက်အများကြီးတာတယ်ဟုတ်ကဲ့အတင်းကောင်းနှစ်တင်းနဲ့တွေ့မှာဆိုတော့ကျွန်တော်တို့အတွက်တော့စူးစမ်းရမှာပေါ့ပို့ပြီးတော့စူးစမ်းရမယ်ဟုတ်ကဲ့ဒါမကွေးဆိုရင်ကိုတို့ပထမကြောက်မှာဒါနိုင်ထားဘူးလို့ပေါ့နော်ဇွဲကွင်ရောမကွေးရောနှစ်တင်းစလုံးဒီတစ်ချိန်မှာနိုင်ခဲ့မယ်ဆိုရင်တန်းစင်းဆောင်ကလွတ်မယ်ထင်လားအဲ့ဒါပတ်သက်ပြီးတစ်ခုခုပြောလို့အဲ့ဒီကြတော့ကျွန်တော်တို့ဟိုစကိုင်းဖက်လည်းပြန်ကြည့်ရအောင်ပါသူတို့ကတော့အဝေးကွမ်းဟိုကမှာစောက်တန်းနဲ့ကျင်းနာဘုံနဲ့ကစားရမယ်ဆိုပြီးမဲ့ကျော်တို့အတွက်လည်းမကွေးနဲ့ကြွခဲ့ပဲအတင်းကြီးတွေပဲဆိုတော့ကျော်တို့နှစ်တင်းစလုံးနိုင်ခဲ့တော့သူစကိုင်းရဲ့တင်းကိုပြန်ကြည့်အောင်ပါအဲ့ဒီအနေထားမှာရှိတယ်အဲ့ဒါစကိုင်းကတော့ဒါသူအတင်းကြီးတွေ့တာသူကိစ္စပေါ့နော်ဒါလက်ရှိရတော့ကိုတို့ကတော့ဒါနှစ်တင်းစလုံးကိုအကောင်းဆုံးကစားထားပြီးရမ်းမှတ်တွေယူထားနိုင်မှာဒါအဆင်ပြေမဲ့အနေထားပေါ့နော်ဟုတ်ကဲ့ပါဒါနောက်တစ်ခုအနေနဲ့ကစားသမားဘဝမှာအမြင့်ဆုံးအိမ်မက်ပေါ့နော်ဘာမှဖြစ်မလဲလေရေးစင်လာဒါမှမဟုတ်အတင်းတွေပါရင်များအရင်ကအထိသွားပြီးတော့ကစားဖို့ရှိလားအဲ့ဒါလည်းတစ်ခုပြောပြပါဦးကျွန်တော်ဒီလိုမျိုးပေါ့ဘောင်းစားကစားတဲ့ချိန်မှာတော့လေရွေးစင်ကစားသမားကြီးတယောက်ဖြစ်မယ်နိုင်ငံအတွက်စိုးဖလားတွေပါတယ်ယူပေးခြင်းတာပေါ့ဟုတ်ကဲ့စိတ်ကူးရှိခဲ့တယ်ပေါ့ဟုတ်ဒါလက်ရှိချိန်မှာရှိသေးတာချိန်မှာပေါ့ဘယ်လိုခေါ်မလဲအဲ့ဒီအမင်းနေတော့ပါပဲဟုတ်ကဲ့ပါအဲ့တော့လေကျူစားနေတယ်ဟုတ်ကဲ့ပါဒါနောက်ဆုံးတစ်ခုအနေနဲ့ဒါ GFA အသင်းပရိသတ်တွေအတွက်
ဒါစကားလက်ဆောင်လို့ဖြစ်ဖြစ်တစ်ခုခုပြောပြပါအောင်ခင်ဗျ Jeff ရဲ့အတင်းပရိသတ်တွေအတွက်တော့ကျွန်တော်တို့ကြံတဲ့ပွဲနဲ့ပွဲတော့တတ်နိုင်လောက်အကောင်းဆုံးကြိုးစားမယ်ကျွန်တော်တို့စိတ်မပြတ်ဘဲနဲ့အားပေးဖို့ဘာပဲတန်းစင်းစင်းမစင်းစင်းပေါ့ ဟုတ်ကဲ့ပါ သူတို့ကကျွန်တော်တို့ကသူတို့ရဲ့ကစားသမားတွေပဲ ဟုတ်ကဲ့ ဘယ်လိုမှဟိုဟာဖြစ်လို့လည်းမရဘူးဆိုတော့လေစိတ်မပြတ်ဘဲနဲ့စိတ်ရှိလက်ရှိလေးအားပေးစီခြင်းတယ် ဟုတ်ကဲ့ပါခုလိုကျွန်တော်တို့ဒါ National League ကိုခုလိုလာရောက်ဖြည့်ချပေးရတဲ့အတွက်ကိုကျေးဇူးတင်ပါတယ် ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဒီလိုမျိုး ဟုတ်ကဲ့ပါကျွန်တော်တို့ခုဒါမိတ်ဆက်ပေးခဲ့တာတော့ဒါ GFA အတင်းတိုက်စစ်မှုဒါမွန်တိတ်ပေါင်ပဲဖြစ်ပါတယ်နောက်ထပ်လည်းကျွန်တော်တို့ပြည်ရင်းဒီမှာခြေစမ်းပြနေတဲ့ကစားသမားကောင်းတွေကိုဆက်လက်ရှာဖွေတင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်ဆက်လက်အားပေးကြည့်ရှုကြဖို့ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျ